Tentu saya telah mencipta sebuah lagu cinta untuk Anda yang bertajuk Anugerah Terindah. Lagu ini bergenre balada pop modern dengan melodi piano yang indah dan susunan. အားလုံးမင်္ဂလာပါခင်ဗျာစိုက်ခွန်မလေးစကားပြော channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာခုဒီဗီဒီယိုမှာတော့ဟိုတယ်လုပ်ငန်းမှာပြောဆိုနေကြမလေးဘာသာစကားကိုလာရောက်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘန်တာခေါင်းအောင်ဖြစ်ပါတယ်ဆလီမုတ်ဆောင်ဖြစ်ပါတယ်တီလမ်မွေရဖြစ်ပါတယ်စာရုံတီလမ်ဆိုတာကမွေရခင်းဖြစ်ပါတယ်မွေရခင်းအစုပ်ကိုပြောတာဖြစ်ပါတယ်နော်ကာတေလဆိုတာကကတင်ဒါမှမဟုတ်အေးရဖြစ်ပါတယ်ဂျာဒါလ်အေးရခင်းဖြစ်ပါတယ်ဒုကာဂျာဒါလ်ကာတေလ်အေးရခင်းလဲဒီအေးရခင်းလဲပါဆိုတဲ့ဒီပဲဖြစ်ပါတယ်ဒုကာဆိုတာကလဲတာဂျာဒါလ်ကာတေလ်ဆိုတာကအေးရခင်းဒုကာဂျာဒါလ်ကာတေလ်ဆိုတော့အေးရခင်းလဲပါအေးရခင်းလဲဒီဆိုတဲ့ဒီပဲဖြစ်ပါတယ်ကလမ်ဘူဆိုတာကချင်းထောင်ဖြစ်ပါတယ်တွာလာဆိုတာကပဝါဒါမှမဟုတ်တပည့်ဖြစ်ပါတယ်ကိုတုတ်တပည့်တို့ဘာလို့ကိုပြောတာဖြစ်ပါတယ်ဘီလီမန်ဒီရေချိုးခန်းဖြစ်ပါတယ်ဘီလီဆိုတာကအခန်းမန်ဒီဆိုတာကရေချိုးတယ်ဘီလီမန်ဒီဆိုတော့ရေချိုးတဲ့အခန်းလို့ပြောဆိုတာဖြစ်ပါတယ်နော်ဘီလီတန်ဒတ်အင်တာခန်းဖြစ်ပါတယ်ဘီလီဆိုတာကအခန်းတန်ဒတ်ဆိုတာကအင်တာဘီလီတန်ဒတ်အင်တာခန်းဖြစ်ပါတယ်ဒါမှမဟုတ်ရင်လည်းတန်ဒတ်လို့လည်းလို့ပဲပြောဆိုမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ပေါ်ဆုံးတစ်ကြောင်းကိုကြည့်ကြရအောင်မင်္ဂောဆော့ပါကာယန်မင်္ဂောဆော့ဆိုတာကတိုက်တာကိုကောဆော့လို့ခေါ်ပါတယ်ပါကာယန်ဆိုတာကအဝတ်အစားကိုပြောတာဖြစ်ပါတယ်မင်္ဂောဆော့ပါကာယန်ဆိုတော့အဝတ်အစားကိုတိုက်တယ်အဝတ်အစားကိုမိဖို့တိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်နော်နောက်အောက်တစ်ကြောင်းကမညက်တရီကာပါကာယန်အဲ့ဒါကမိပူတိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဝတ်စားကိုမိပူတိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်အပေါ်ကမင်္ဂောဆော့ဆိုတာကလည်းတိုက်တာဖြစ်ပါတယ်မင်္ဂောဆော့လို့လည်းပြောလို့ရပါတယ်နော်နောက်အောက်တစ်ကြောင်းကတော့မနုကာဂျာဒါကာတေလ်အေးရခင်းလဲတယ်ဆိုတဲ့ဒီပဲဖြစ်ပါတယ်မနုကာဆိုတာကဒုကဆိုတဲ့စကားလုံးကနေလာတာဖြစ်ပါတယ်ဒုကဂျာဒါကာတေလ်ဆိုတဲ့ပြောလို့ရပါတယ်မနုကာဆိုတာကလဲတယ်ဂျာဒါကာတေလ်ဆိုတာကအေးရခင်းမနုကာဂျာဒါကာတေလ်ဆိုတော့အေးရခင်းလဲတယ်ဆိုတဲ့ဒီပဲဖြစ်ပါတယ်နောက်မနုကာစာရုံကာတေလ်အေးရခင်းစုလဲတယ်လို့ပြောတာဖြစ်ပါတယ်မနုကာဆိုတာကလဲတယ်စာရုံကာတေလ်ဆိုတာကအေးရခင်းစုဖြစ်ပါတယ်မနုကာစာရုံကာတေလ်ဆိုတော့အေးရခင်းစုလဲတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်mencuci sarung katil
အရာခင်းဆိုလျှော်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်မန်ဂျူဂျီဆိုတာကလျှော်တယ်ဂျူဂျီဆိုတာကလျှော်တယ်မန်ဂျူဂျီဆိုတာကလျှော်ခြင်းစာရုံဆိုတာကအစုပ်ကိုပြောတာဖြစ်ပါတယ်ကာတေလ်ဆိုတာကအရာမန်ဂျူဂျီစာရုံကာတေလ်ဆိုတော့အရာခင်းဆိုလျှော်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်menyambut tetamu menyambut tetamu ဆိုတာက reception ကိုပြောတာဖြစ်ပါတယ်အဲကြိုဌာနအဲကြိုတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะအောက်တစ်ကြောင်းက memberi sah bilik bilik ခန်းကိုစစ်ဆေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် beri sah ဆိုတာကစစ်ဆေးတယ် memberi sah ဆိုတော့စစ်ဆေးခြင်း bilik ဆိုတာကအခန်း memberi sah bilik ဆိုတော့ခန်းကိုစစ်ဆေးခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ် counter penerimaan tetamu counter penerimaan tetamu counter ဆိုတာက counter ဖြစ်ပါတယ် penerimaan ဆိုတာကလက်ခံတဲ့ tetamu ဆိုတာကဧည့်သည်ဖြစ်ပါတယ် counter penerimaan ဆိုတော့လက်ခံကောင်တာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် counter penerimaan tetamu ဧည့်သည်ကိုလက်ခံတဲ့ကောင်တာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ပြီးတော့ daftar masuk ဆိုတာက check in လုပ်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် check in လုပ်သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะ daftar keluar check out လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် membuat bayaran ငွေရှင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် bayar ဆိုတဲ့စကားလုံးတစ်လုံးတည်းနဲ့လည်းရပါတယ် bayar ဆိုတာကပေးချေတယ်ရှင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် membuat ဆိုတာကပြုလုပ်ခြင်း bayaran ဆိုတာကငွေရှင်းခြင်းငွေချေမှု membuat bayaran ဆိုတော့ငွေချေမှုပြုလုပ်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် bill ဆိုတာက bill ဖြစ်ပါတယ်ငွေတောင်းခံလွှာဖြစ်ပါတယ်เนาะ kunci bilik ဆိုတာကအခန်းတော့ဖြစ်ပါတယ် kunci ဆိုတာကတော့ bilik ဆိုတာအခန်း kunci bilik ဆိုတော့အခန်းတော့ကိုပြောတာဖြစ်ပါတယ်ခုဝါကြလေးနဲ့ပြန်လဲဖွဲ့ကြရအောင် Selamat datang ke hotel kami Selamat datang ke hotel kami Selamat datang ဆိုတာကကြိုဆိုပါတယ် ke hotel kami ကျွန်တော်တို့ hotel ကနေ Selamat datang ke hotel kami ကျွန်တော်တို့ hotel ကနေကြိုဆိုပါတယ်ဆိုတဲ့အိပ်ပဲဖြစ်ပါတယ် ada bilik kosong kah ada bilik kosong kah ada bilik kosong kah အခန်းလွတ်ရှိပါသလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် ada ဆိုတာကရှိတယ် bilik ဆိုတာကအခန်း kosong ဆိုတာကအလွတ် ka ဆိုတာကလာရလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် ada bilik kosong kah ဆိုတော့အခန်းလွတ်ရှိပါရဲ့လားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် ada ဆိုတာကရှိပါတယ် Tuan mau bilik macam mana Tuan ဆိုတာကလူကြီးမင်း mau ဆိုတာကလိုချင်တယ် bilik ဆိုတာကအခန်း macam mana ဆိုတာကဘယ်လိုလဲ ada ရှိပါတယ် Tuan mau bilik macam mana လူကြီးမင်းဘယ်လိုအခန်းမျိုးကိုလိုချင်ပါတယ်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ada berapa orang ada ရှိပါတယ် berapa ဘယ်လောက်လဲ orang လူဘယ်နှယောက်လဲ ada berapa orang ဘယ်နှယောက်ရှိပါတယ်လဲလို့ပြောတာဖြစ်ပါတယ်
ပေါ်တစ်ကြောင်းက perkhidmatan bilik perkhidmatan bilik perkhidmatan bilik ခံဝန်ဆောင်မှုဖြစ်ပါတယ် perkhidmatan ဆိုတာကဝန်ဆောင်မှုဝန်ဆောင်ခြင်း bilik ဆိုတာကခံ perkhidmatan bilik ခံဝန်ဆောင်မှုဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် perkhidmatan dobi perkhidmatan dobi perkhidmatan dobi အဝတ်လျှော်တဲ့ဝန်ဆောင်မှုကိုပြောတာဖြစ်ပါတယ် meng alukan tetamu mengalu-alukan tetamu mengalu-alukan tetamu အဲ့တဲ့ကိုကျူဆိုတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် mengalu ဆိုတာကကျူဆိုတယ် alu-alukan တော့ကျူဆိုခြင်း tetamu ဆိုတာကအဲ့တဲ့ mengalu-alukan tetamu အဲ့တဲ့ကိုကျူဆိုခြင်းအဲ့တဲ့ကိုကျူဆိုတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် နောက်ပေါ်တစ်ကြောင်းက bilik surat siap bilik surat siap bilik surat siap bilik ဆိုတာကအခန်း surat ဆိုတာကပြီးပြီ siap ဆိုတာလည်းပြီးပြည့်စုံပြီဆိုတဲ့အဓိပ္ပာယ်မျိုးလည်းဖြစ်ပါတယ် bilik surat siap အခန်းအစဉ်သင့်ဖြစ်ပါပြီအခန်းပြီးပါပြီဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ် sila tunggu sekejap sila tunggu sekejap sila tunggu sekejap ကျေးဇူးပြုပြီးခဏဆောင်ပေးပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် sila ဆိုတာကကျေးဇူးပြုပြီးတော့ tunggu ဆိုတာကစောင့်ဆိုင်တယ် sekejap ဆိုတာကခဏတစ်ဖြုတ် sila tunggu sekejap ခဏလေးစောင့်ပေးပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် semua 3 orang semua 3 orang semua 3 orang အလုံးက3ယောက်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် semua ဆိုတာကအလုံး semua မဟုတ်ပါဘူးเนาะ semua ဖြစ်ပါတယ် 3 orang 3ယောက် semua 3 orang အလုံး3ယောက်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီအောက်ကမြန်မာလိုပေးထားတဲ့အတန်ထွက်ကတော့အရင်ကြီးတိကျကျရေးလို့မရတဲ့အတွက် semua ဆိုတာမျိုးကိုရေးလိုက်တာဖြစ်ပါတယ်အနည်းဆုံးရေးလိုက်ခြင်းဖြစ်ပါတယ်တကယ်မှာတော့ semua ဖြစ်ပါတယ်အောက်တစ်ကြောင်းက sila check in ဒီ counter sila check in ဒီ counter ဒါမှမဟုတ်လည်း sila daftar masuk di counter လို့လည်းပြောလို့ရပါတယ် sila check in ဒီ counter ကျေးဇူးပြုပြီးတော့ counter မှာ check in လုပ်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် sila ဆိုတာကကျေးဇူးပြုပြီးတော့ check in လုပ်ပါဒီဆိုတာကနိုင်မှာတွဲဝဲ counter ဆိုတာက counter ဖြစ်ပါတယ် sila check in ဒီ counter ကျေးဇူးပြုပြီးတော့ counter မှာ check in လုပ်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Boleh saya tengok pasport tuan? Boleh saya tengok pasport tuan? ဒါမှမဟုတ် Boleh saya tengok pasport abang? Boleh ဆိုတာကရပါသလားစာရတယ် saya tengok ကျွန်တော်ကြည့်တယ် passport ကိုပြောတာ tuan ဆိုတာကလူကြီးမင်း Boleh saya tengok pasport tuan? လူကြီးမင်းရဲ့ passport စာအုပ်ကိုကြည့်လို့ရပါသလား Boleh saya tengok pasport abang ဆိုရင်အကိုရဲ့ passport ကိုကြည့်လို့ရပါသလားလို့ပြောတာဖြစ်ပါတယ် Boleh ရပါတယ် Ini adalah pasport saya Ini adalah pasport saya ဒီဟာကကျွန်တော်ရဲ့ passport ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Ini ဆိုတာကဒီဟာ adalah ဆိုတာကရှိသည်ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ဖြစ်သည်ဆိုတဲ့အဓိပ္ပာယ်လည်းရပါတယ်เนาะ adalah ဆိုတာကဖြစ်ပါတယ် passport saya ကျွန်တော်ရဲ့ passport ဖြစ်ပါတယ် Boleh ရပါတယ် Ini adalah passport saya ဟုတ်ကဲ့ရပါတယ်ဒါကတော့ကျွန်တော်ရဲ့ passport စာအုပ်ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Abang nak beli macam mana? Abang nak beli macam mana? Abang
na bili မကြမ်းမနဲ့အပန်းဆိုတာကအကို na ဆိုတာကလိုချင်တယ် bili ဆိုတာကအခန်းမကြမ်းမနဲ့ဆိုတာကဘယ်လိုလဲအပန်း na bili မကြမ်းမနဲ့အကိုဘယ်လိုအခန်းမျိုးကိုလိုချင်ပါတယ်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် now အောက်တစ်ကြောင်းက sayana bilik dua orang tidur punya satu bilik sayana ကျွန်တော်လိုချင်ပါတယ် bilik ဆိုတာကအခန်း dua orang tidur နှစ်ယောက်အိပ် punya ဆိုတာဥစ္စာ satu bilik ဆိုတာတစ်ခန်း sayana bilik ကျွန်တော်အခန်းလိုချင်ပါတယ် dua orang tidur punya နှစ်ယောက်အိပ်တဲ့အခန်း satu bilik တစ်ခန်း saya nak bilik dua orang tidur punya satu bilik ကျွန်တော်နှစ်ယောက်အိပ်တဲ့အခန်းတစ်ခန်းလိုချင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် lagi mau နောက်ထပ်လိုချင်ပါသေးတယ် nak seorang tidur punya satu bilik lagi mau seorang tidur punya satu bilik lagi mau ဆိုတာက lagi mau ဒါမှမဟုတ် lagi nak ဆိုတဲ့စကားလုံးကိုလည်းသုံးလို့ရပါတယ် lagi mau seorang tidur punya satu bilik နောက်ပြီးတော့တယောက်အိတ်ခန်းတစ်ခန်းလိုချင်ပါသေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် lagi mau ဆိုတာနောက်ထပ်လိုချင်တာ seorang tidur punya ဆိုတော့တယောက်အိတ်ခန်း satu bilik ဆိုတာကတစ်ခန်းဖြစ်ပါတယ် lagi mau seorang tidur punya satu bilik ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ပြီးတော့ bilik yang seorang tidur punya tu surat tak ada habis bilik yang seorang tidur punya tu surat tak ada habis bilik ဆိုတာကအခန်း yang seorang tidur punya တယောက်အိတ်တဲ့ဟာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီ yang ဆိုတဲ့စကားလုံးကဟောဒီ seorang tidur punya ကိုရည်ညွှန်းထားတာဖြစ်ပါတယ် sudah tak ada မရှိတော့ဘူး sudah ဆိုတာကပြီးပြီ tak ada ဆိုတာကမရှိဘူး sudah tak ada ဆိုတော့မရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် habis ဆိုတာကုန်သွားပြီ saya bilik yang seorang tidur punya tu တယောက်အိတ်တဲ့အခန်းဟာဆိုတော့ tak ada မရှိတော့ဘူး habis ကုန်သွားပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် kalau macam tu saya angkat bilik yang dua orang tidur punya boleh dua orang tidur pun boleh kalau macam tu အဲ့လိုမျိုးဆိုရင် saya nak bilik ကျွန်တော်အခန်းလိုချင်ပါတယ် yang ဆိုတော့ကတော့ dua orang tidur နှစ်ယောက်အိတ်တဲ့အခန်း pun boleh လဲပဲ boleh ရပါတယ် kalau macam tu saya angkat bilik yang dua orang tidur punya pun boleh အဲ့လိုဆိုရင်တော့ကျွန်တော်နှစ်ယောက်အိတ်ခန်းကိုပဲယူလဲရပါတယ်နှစ်ယောက်အိတ်ခန်းကိုပဲယူမယ်ဆိုရင်လည်းဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် satu bilik satu hari berapa ringgit satu bilik တစ်ခန်းကို satu hari တစ်ရက်မှာ berapa ringgit ဘယ်နှ ringgit လဲ satu bilik satu hari berapa ringgit တစ်ခန်းမှာတစ်ရက်ဘယ်လောက် ringgit လဲတစ်ခန်းတစ်ရက်ဘယ်နှ ringgit လဲလို့ပြောတာဖြစ်ပါတယ် satu hari 100 satu hari 100 satu hari 100တစ်ရက်ကို100ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် satu hari ဆိုတာကတစ်ရက်100ဆိုတာက100 satu hari 100တစ်ရက်ကို100လို့ပြောတာဖြစ်ပါတယ်
bilik ini terlalu kecil untuk 2 orang bilik ini ဒီအခန်းက terlalu kecil terlalu ဆိုတာကလွန်တာပါအလွန်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် to English စကားလုံး too နဲ့အဓိပ္ပာယ်တူဖြစ်ပါတယ် kecil ဆိုတာကသေးငယ်တယ် terlalu kecil ဆိုတော့အလွန်သေးလွန်းတယ်အရန်သေးလွန်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် untuk ဆိုတာကအတွက် dua orang ဆိုတာက2ယောက် untuk 2 orang ဆိုတော့2ယောက်စာအတွက်ဒီအခန်းကအရန်ကိုသေးလွန်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် bilik ini terlalu kecil untuk 2 orang ဒီအခန်းကတော့2ယောက်စာအတွက်အရန်ကိုကျဉ်းလွန်းတယ်အရန်ကိုသေးလွန်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် bilik ini terlalu besar untuk 1 orang bilik ini terlalu besar untuk 1 orang bilik ini ဒီအခန်းက terlalu besar ကြီးလွန်းတယ် untuk ဆိုတာကအတွက် 1 orang တစ်ယောက်အတွက်တစ်ယောက်စာအတွက်ဒီအခန်းကတစ်ယောက်စာအတွက်အင်မတန်မှကြီးလွန်းတယ်ဆိုတဲ့ဒီဘက်ကိုပြောတာဖြစ်ပါတယ် ada yang lebih baik dari ini ada yang lebih baik dari ini ada yang lebih baik dari ini ada ဆိုတာကရှိတယ် yang lebih baik ပို့ပြီးတော့ကောင်းတယ် dari ini ဒီထက်ဒီကနေဒီထက်ပို့ပြီးတော့ဆိုတဲ့ဒီပဲဖြစ်ပါတယ် ada yang lebih baik dari ini ဒီထက်ပို့ပြီးတော့ကောင်းတဲ့အခန်းရှိပါသလားလို့ပြောတာဖြစ်ပါတယ် ada aircon ke ada aircon ke aircon ရှိပါသလား aircon ရှိပါသလားလို့ပြောတာဖြစ်ပါတယ်အဲ့ဒီ aircon ကိုမလေးစစ်နဲ့ပြောမယ်ဆိုရင် penyaman udara လို့ပြောလို့ရပါတယ် ada penyaman udara ke ada penyaman udara ke ဆိုပြီးတော့ပြောလို့ရပါတယ် saya akan angkat bilik ini saya akan angkat bilik ini saya ကျွန်တော် akan ဆိုတာကပါမယ်လိမ့်မယ် angkat ဆိုတာကယူတယ် bilik ini ဒီအခန်းကို saya akan angkat bilik ini ကျွန်တော်ဒီအခန်းကိုယူပါမယ်လို့ပြောတာဖြစ်ပါတယ် abang mau tinggal berapa hari abang mau tinggal berapa hari abang mau tinggal berapa hari abang ဆိုတာက aku mau tinggal ဆိုတာကနေတယ်နေချင်တာ berapa hari ဆိုတာကဘယ်နှစ်ရက်လဲ abang mau tinggal berapa hari aku ဘယ်နှစ်လောက်နေမှာလဲ aku ဘယ်နှစ်နေချင်တာလဲလို့ပြောတာဖြစ်ပါတယ် belum tentu belum tentu မတိကျသေးဘူး mungkin 1 minggu mungkin 1 minggu တပတ်လောက်ထင်ပါတယ်တပတ်လောက်ဖြစ်ပါလိမ့်မယ်လို့ပြောတာဖြစ်ပါတယ် belum tentu မတိကျသေးဘူး mungkin ဆိုတာကဖြစ်ပါလိမ့်မယ် 1 minggu ဆိုတာကတပတ် belum tentu mungkin 1 minggu မတိကျသေးပါဘူးတပတ်လောက်ဖြစ်ပါလိမ့်မယ်တပတ်လောက်ထင်တယ်လို့ပြောတာဖြစ်ပါတယ် harus mau bayar 100 harus mau bayar 100 penduduk uangnya harus mau bayar 100 penduduk uangnya စဖုံငွေတရားအရင်ပေးထားရမယ်နော်လို့ပြောတာဖြစ်ပါတယ် penduduk uang ဆိုတာကကျူတင်ငွေဖြစ်ပါတယ်အရင်ငွေစဖုံငွေပြောတာဖြစ်ပါတယ် harus mau ဆိုတာက mesti mau ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရကိုရမယ် bayar ဆိုတာကပေးရမယ် harus mau bayar ဆိုတာကပေးရမယ် 100 ဆိုတာကတရား harus mau bayar 100 တရားပေးကိုပေးရမယ် penduduk uang
ဂျူတင်ငွေ harus mau bayar 100 penduduk wang ya စပေါ်ငွေတရားအရင်ပေးရမယ်နော်လို့ပြောတာဖြစ်ပါတယ် ini kunci bilik ini kunci bilik ini kunci bilik ဒီမှာအခန်းတော့ပါလို့ပြောတာဖြစ်ပါတယ် ini ဆိုတာကဒီဟာ kunci ဆိုတာကတော့ bilik ဆိုတာအခန်း ini kunci bilik ဒါအခန်းတော့ပါလို့ပြောတာဖြစ်ပါတယ် terima kasih terima kasih ကျေးဇူးတင်ပါတယ် terima ဆိုတာကလက်ခံရရှိတယ် kasih ဆိုတာကပေးတယ် terima kasih ဆိုတဲ့စကားလုံးနှလုံးကိုပေါင်းလိုက်မယ်ဆိုရင်ကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရရှိမှာဖြစ်ပါတယ်အားလုံးပဲစင်ပြေကြပါစေခင်ဗျာ